လာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာပေါ့နော်ဒီ Vibe Kanban ဆိုတဲ့ software လေးပေါ့Vibe coding tools တွေထဲမှာစမ်းသုံးကြည့်တဲ့ထဲမှာဒီကောင်လေးမစိုးဘူးပေါ့နော်သုံးရတာတော်တော်လေးကိုလွယ်ကူပါတယ်nph Vibe Kanban ဆိုပြီး run လိုက်တာနဲ့တပြိုင်နက်ဒီport ခုမှာပေါ့နော် local host ရဲ့ port ခုမှာဒီ Vibe Kanban dashboard လေးတခုမြင်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ run ထားတဲ့ဟာလေးတခုပြမယ်စချင်းဆိုလို့ရှိရင်တော့သူကဒီကို run ထားတဲ့ဒီ cloud code session ဒါမှမဟုတ်လို့ရှိရင် Gemini session တွေကတခုခုhistory ကိုယူပြီးတော့ဒီမှာလာပြီးတော့ project ဆိုပြီးပြရတယ်ပေါ့နော် okay ဒီ dashboard လေးမပြခင်ဒီကောင်ကဘာလုပ်တာလဲပေါ့အဲကောင်အရင်ပြောပြမယ်သူကဘာလဲဆိုရင် multi agent support လုပ်တဲ့ဒီ Kanban dashboard လေးပေါ့ကိုက cloud code သုံးတယ်ဒါမှမဟုတ်လို့ရှိရင် OpenAI code codex GitHub Copilot etc ပေါ့နော်ဒီ tool တွေသုံးတယ်ဆိုလို့ရှိရင်terminal တစ်ခုချင်းစီဖွင့်ပြီးတော့သုံးလို့ရတယ်မလားပုံမှန်ဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူကဒီမှာ web UI Kanban ပုံလေးနဲ့ to-dos ထည့်မယ် to-dos ထဲမှာဘယ် model ကိုသုံးမယ်နမူနာပေါ့နော်ကျွန်တော်ဒီမှာ to-dos လေးတစ်ခုလုပ်ပြမယ်cloud code သုံးပါလား analyze ရဘယ်ကောင်သုံးပါလဲ codex သုံးပါလားဒါဒီ subscription နဲ့ဒီ subscription တွေကတော့ကိုယ့်အနေကိုရှိရမှာပေါ့နော်ကိုက AMP subscription ရှိရဲဒါမှမဟုတ် cloud code subscription ရှိရဲဆိုလို့ရှိရင်ဒီ subscription တွေသုံးမယ်ပြီးတော့ဒီမှာ model ဘယ်လိုပုံစံမျိုးလဲပေါ့နော်ပြီးတော့ကိုက task description လေးရေးလိုက်ပြီးရင် title နဲ့ description လေးရေးလိုက် create task ဆိုတော့သူကkit sub tree တခု create လုပ်သွားပြီးတော့အဲ့ထဲမှာတွားပြီးတော့ကိုသုံးခြင်းနဲ့ agent နဲ့တွားပြီးလုပ်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်သူက review ကိုထည့်ပြီးရပေါ့နော် review ရဲ့ရောက်သွားပြီဆိုလို့ရှိရင်သူက notification လေးပေး notification သူကရေးရဒီမှာနွားတဲ့နေဒီကောင်ချားဟိုင်လည်းရှိရပေါ့နော် rooster တော့ပါချားတန်လေးလည်းစမ်းကြည့်ပေါ့နော်ပြီးတော့ဆိုလို့ရှိရင်သူကအဲ့လိုမျိုး notification လာတာပေါ့ပြီးရင်ဒီမှာကိုကpreview icon လေးနှိပ်လိုက်တယ်ဆိုရင်ကိုက dev server configure လုပ်တာ dev server ဆိုတာကို project ကိုဘယ်လို select လုပ်မလဲပါညာပေါ့နော်အဲ့ဟာ project တစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကျွန်တော်ဒီဟာ demo တော့မပြဘူးကျွန်တော်ကိုယ်တိုင်လည်းအရင်မဆက်ရသေးဘူးပြီးရင်သူကcompany install လုပ်မယ် dev server တွန်းထားမယ်ဆိုလို့ရှိရင်ဒီ start dev server လုပ်လိုက်လို့ရှိရင်ကို application preview ကိုဒီမှာလာပေါ်တယ်ပြီးရင်ဒီမှာဒီ down လာတော့မှ inspect ထောက်လို့ရတဲ့ကောင်းလေးပါတယ်ပေါ့နော်ကျွန်တော်ပြီးရင် inspect ထောက်လိုက်တာနဲ့ဒီထဲကိုဝင်လာပြီးတော့ကိုမလို့ခြင်းသေးဘူးမကြိုက်သေးဘူးဆိုရင်ပြင်ချင်တာတွေဆက်ပြီးပြင်လို့ရတယ် okay နောက်တစ်ခုကဒီမှာ review ပေါ့နော်div ကြည့်ပြီးတော့ဘာတွေထည့်တာလဲဘယ်လိုလုပ်သွားလဲဆိုတာကြည့်လို့ရတယ်ဒါအပေါ်ကြည့်ရခြင်းတဲ့သူဒါမှမဟုတ်ရင်ဒီ particle ကြည့်ခြင်းတဲ့သူပေါ့နော်ကိုကနဲ့ကိုကြိုက်တဲ့ပုံစံပေါ့ပြီးတော့ကိုကတခါရဲဒီမှာ review တွေပါထည့်ပြီးတော့တခါရဲပြင်ခိုင်းပြုခိုင်းတာတွေလုပ်လို့ရတယ်ပေါ့နော်ဒီမှာ pull request create လုပ်တာ rebase လုပ်တာ merge လုပ်တာတွေအကုန်လုံးပါပြီးသားပြီးတော့ဆိုလို့ရှိရင် automatically သူက merge လုပ်လိုက်တာနဲ့ dan နဲ့ကိုရွှေ့သွားမှာပေါ့ okay သုံးရတာ basically ကတော့တော်တော်လေးကိုလွယ်တယ် UI ကိုကြည့်လိုက်မယ် software ကိုဒီ Vibe Kanban installation ကိုတွားမယ်တွားပြီးတော့ npx Vibe Kanban လို့ကို set ထဲမှာ run လိုက်တာနဲ့တပြိုင်နက် local host ပြီးရင်နောက်က port randomly နဲ့ access လုပ်လို့ရတယ်ပေါ့နော်ပြီးရင် analyze ကိုမှာ cloud code ပဲဖြစ်ဖြစ် Copilot ပဲဖြစ်ဖြစ်ဒီသူ support လုပ်တဲ့ကောင်တွေပေါ့နော်ရှိရဆိုလို့ရှိရင်သုံးလို့ရတယ် okay လောက်လွယ်တဲ့ဟာကိုဘာလို့ video လုပ်လဲပေါ့နော်အဓိက sharing လုပ်ချင်တာကျွန်တော်သုံးဖို့စဉ်းစားတဲ့ idea တစ်ခုပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ထားပါတော့တင်းတစ်ခုမှာ cloud code ကို200ရန်ဝယ်မယ်ပြီးရင်2ယောက်3ယောက်အတူတူသုံးတယ်ပေါ့နော်အဲ့လိုမျိုးသုံးတယ်ဆိုလို့ရှိရင်IP မတူတာဘာညာနဲ့ဒီမှာ
account banner တွေပါဖြစ်တယ်ပေါ့နော်အဲ့လိုမဖြစ်အောင်ဒီ Vive Kanban ပုံစံမျိုး Vive Kanban ကိုတုံးပြီးဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်စဉ်းစားတာDSK mesh virtual private network တခုလုပ်လိုက်မှာပေါ့နော် DSK account တခု create လုပ်လိုက်မယ် mesh လုပ်လိုက်မယ် mesh လုပ်ထားတဲ့ဟာကိုပထမဆုံး mini PC ရဲ့မှာကိုက Vive Kanban တုံးမယ်ပေါ့တုံးပြီးတော့ရင်ဒီချမ်းဟာတွေလည်း computer တွေပဲပေါ့နော် user 1 user 2ရဲ့ computer တွေကနေပြီးတော့ local host မဟုတ်တော့ပေါ့နော်ဒီကောင်က mini PC ရဲ့ port 4321ကို LAN access လုပ်လိုက်လို့ရှိရင်နမူနာပေါ့နမူနာပြရမယ်ဆိုရင်ဒီမှာဆိုရင်ဒါကျွန်တော်ရဲ့ Ubuntu mini server ဆိုတဲ့ကောင်ရှိရပေါ့နော်ဒီကောင်က DSK နဲ့DSK တွင်းပြီးတော့ chart တနေရာမှာပေါ့နော်ထားတော့ကိုက Digital Ocean နဲ့ Digital Ocean မှာ server တစ်လုံးကောက် create လုပ်ပြီးတော့ DSK တွင်းပြီးတော့ DSK access ကို user 1 user 2အဲ့လိုမျိုးပေးထားရဆိုလို့ရှိရင်အကုန်လုံးဒါမျိုး access လုပ်လို့ရမှာပေါ့ပြီးတော့ရင်ဒီမှာထားတော့နမူနာကို project ထဲကနမူနာ run ပြလိုက်မယ်ပေါ့နော်ဒီကောင်တော့ထားတော့ delete လုပ်လိုက်မယ် delete task လုပ်လိုက်မယ် create new task လုပ်မယ် what does this code do explain don't write code ဆိုပြီးတော့ဒီမှာဆိုရင် cloud code default mode နဲ့ပဲသွားလိုက်မှာနော်approve OPS planning အကုန်ရှိရပါတော့ဒါဆိုလို့ရှိရင်သူက sub train နဲ့သူကနေသူသွားပြီးတော့နောက် behind the scene မှာ cloud code ကိုတုံးပြီးတော့ Ubuntu ကျွန်တော်ရဲ့ဒီ remote server ထဲမှာ run နေရပါတော့ run ပြီးရင်ကျွန်တော်ဒီမှာကြည့်လို့ရမယ်အဲ့တော့ကိုကခုနကကျွန်တော် idea ပြန်သွားမယ်ဆိုရင်ကျွန်တော် user 1ပဲထားပါတော့ကျွန်တော်လုပ်လိုက်တဲ့ task တစ်ခုကိုဒီထဲမှာ run ပြီးသွားရင်ဒီမှာပြီးရ pull request create လုပ်ခိုင်းလိုက်လို့ရတယ်ဒီမှာ get action နဲ့မှာ create PR ဆိုပြီးလုပ်လိုက်လို့ရှိရင်သူက pull request လုပ်မှာအဲ့ကြရင်ကျွန်တော် set ထဲမှာ get pull လုပ်လိုက်မယ် get pull ဒီ branch ကို check out လုပ်ပြီးတော့ get pull လုပ်ပြီးကျွန်တော် local မှာ set မယ်မကြိုက်သေးရပြင်ကျင်တာရှိလို့ရှိရင်ဒီမှာပြင်ခိုင်းမယ် get pull လုပ်မယ် now AMP ဟိုနေ့တော့ share AMP free ရတဲ့ဟာလိုမျိုးနဲ့ local မှာလိုအပ်တာပြင်နေဒါမှမဟုတ်လို့ရှိရင် manual ပြင်နေပေါ့နော်ဒါမျိုးလေးလုပ်ပြီးတော့တုံးလို့ရှိရင်မစိုးဘူးပေါ့နော်ကျွန်တော်စဉ်းစားမိရဲ့ဒီ use case လေးပေါ့ yeah ဒါဆိုရင်တော့အဓိကဒီလောက်ပါပဲတုံးဝင်မယ်ထင်ပါတယ် yeah ဒီမှာဆိုရင် task ခိုင်းလိုက်တဲ့ဟာ code base ဘယ်လိုလုပ်တာလဲဆိုရင်ဒီမှာရှင်းပြနေရပါတော့ကောင်းတာတစ်ခုကဒီကောင်ကောင်းတာတစ်ခုကဒီလိုမျိုးမကြိုက်ဘူးဆိုလို့ရှိရင်ဒီညာဘက်ကမလို့ဆိုရင်ဟိုဘက်ကိုပိတ်ထားလိုက်လို့ရတယ်ပေါ့နော်ကျွန်တော် markdown file တွေဖတ်လို့ရှိရင် code editor မှာဖတ်တာထက်ဒီ web UI မှာဖတ်ရတာပိုပြီးသဘောကျရတဲ့အတွက်ဒီကောင်ကကျွန်တော်တို့တော်တော်လေးအဆင်ပြေရပေါ့ yeah ဒီလောက်ပါပဲအသုံးဝင်မယ်လို့ထင်ပါတယ်ကိုယ်တိုင်စမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနည်းလေးမစိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ဆက်မှာကို install လုပ်ပြီးစမ်းကြည့်မယ်ဆိုရင်လည်းစမ်းကြည့်နိုင်ပါတယ်လို့ yeah နောက်ထပ်အသုံးဝင်တဲ့ tools တွေ idea တွေနောက် AI agent create လုပ်တာတွေပေါ့နော်နောက်တဖြည်းဖြည်းcreate လုပ်သွားပြီး sharing လုပ်သွားဖို့ရှိပါတယ်အဲ့တော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ yeah